10 သိန်းမကျော်တဲ့ဈေးတန်းမှာဒီလောက်ပါတဲ့ဖုန်းကိုသွားမရှာနဲ့ဒီဖုန်းကလွဲပြီးတော့မရှိဘူးကျွန်တော်လက်ထဲကိုရောက်နေတာကတော့ Tecno ရဲ့ Power Slim 5G ပါသူရဲ့နာမည်က Slim ဆိုတဲ့အတိုင်းပဲသူကမှန်ကုန်း display ပါတဲ့ကမ္ဘာပထမဆုံးအပါဆုံးဖုန်းဆိုပြီးတော့ဈေးကွက်ထဲကိုရောက်လာပါတယ်ဘယ်လောက်ထိပါလဲဆိုရင်ကိုလူရဲ့ဘီနာကဘောပင်တစ်ချောင်းကိုယူပြီးတော့ကင်ကြည့်လိုက်အဲ့ဒါထက်ကိုပါပါတယ်ကဲပါမင်းရဲ့ဖုန်းကပါလာတော့ဟုတ်ပါပြီပါလာဆိုတော့ဘက်ထရီကရောဘယ်လိုရှိမလဲဆိုတဲ့မေးခွန်းကိုတွေးနေကြလောက်ပြီလို့ထင်ပါတယ်ဒီလောက်ပါတဲ့ဖုန်းတစ်လုံးအတွက်ဆိုလို့ရှိရင်ဗျာဘက်ထရီပိုင်းမှာဆိုလို့ရှိရင် 9160mAh ကို 45W fast charging နဲ့တွဲပြီးတော့ထည့်ပေးထားတယ်တက္ကနိုကစရင်ထပ်ပြီးတော့ချိုးတာဆိုလို့ရှိရင်ဒီဘက်ထရီပမာဏကဗျာဒီနေ့ပိုင်းထရသမီးပါတယ်လို့ပြောထားတဲ့ဖုန်းတွေထက်ကိုဘက်ထရီ size က 40% လောက်ပိုပြီးတော့ကြီးနေသေးတယ်Power Slim မှာဆိုရင် SoC အနေနဲ့ Dimensity 6400ကိုသုံးပေးထားတယ်ဒီ SoC ကဗျာ performance ပိုင်းလေးကလည်းမဆိုးဘူး power consumption ပိုင်းမှာဆိုလို့ရှိရင်လည်း efficient ဖြစ်တဲ့အထဲမှာပါဝင်နေPower Slim ရဲ့ battery life နဲ့ performance ကို stable ပိုပြီးဖြစ်နေဖို့အတွက်ဆိုလို့ရှိရင်တော့အပူစွမ်းမှုကောင်းတဲ့ Viva Chamber ကပါသေးတယ်ဒီဇိုင်းကိုဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ဗျာဖုန်းက 5.95mm ကိုမှဒီ cut screen ကလည်းဖြစ်နေသေးတာဆိုတော့လက်ထဲကင်တဲ့ချိန်တွေမှာဆိုလို့ရှိရင်ပို့ပြီးတော့ပါးရလို့ခံစားရပါလိမ့်မယ်နောက်ပြီးတော့ဗျာပါတာအပြင်ကိုမှဖုန်းကပေါ်လဲပေါ်နေတာဆိုတော့ကျွန်တော်တို့ 8GB တွေကိုထည့်ထားမယ်ဆိုလို့ရှိရင်များဖုန်းကပါရလားဆိုတာကိုပြန်ပြီးတော့စမ်းကြည့်နေရမယ်တစ်ချက်လေးတော့ရှိပါလိမ့်မယ်ဒါကတော့ 2B လေးရဲ့ဖုန်းတွေကိုမတည်ခြင်းတဲ့သူတွေအတွက်အားသာချက်လို့ပဲပြောရမလားမသိဘူးပေါ့နောက်တစ်ချက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က 2B လေးရဲ့ဖုန်းတွေပဲအခုနောက်ပိုင်းမှာပို့ပြီးတော့ကင်ပြနေကြတယ်ဒီလိုမျိုးအချိန်မှာဗျာအခုလိုမျိုးပါပြီးတော့ပေါ်တဲ့ဖုန်းတစ်လုံးကကျွန်တော်တို့လက်ထဲကိုရောက်လာတာဆိုတော့ဘယ်အချိန်မှဒီဖုန်းကိုကောက်ကင်လိုက်ကင်လိုက်ဗျာ hand feeling ပိုင်းရဆိုလို့ရှိရင်ခန်းစားမှုအသစ်ကိုပေးနိုင်တဲ့ဖုန်းလို့ပြောရလိမ့်မယ်Power Slim ရဲ့အကြမ်းခံမှုပိုင်းကိုမေးလာမယ့်မိကုန်းတွေအတွက်ဖြည့်ပေးပါမယ်ပထမတစ်ချက်ဒီဖုန်းကကြီးကြီးလေးလေးရှိတယ်ဒုတိယတစ်ချက် IP64 rating ပါဝင်မယ်ရှေ့ဘက်မှန်ကိုက Gorilla Glass 7i ကိုသုံးပေးထားမယ်စမ်းကိုင်တဲ့အချိန်တိုင်းမှာသတိထားမိရတစ်ချက်ကတော့ဗျာဒီဖုန်းကပါတယ်လို့ဆိုပေမဲ့ build quality ပိုင်းရမှာဆိုလို့ရှိရင်ကင်ထားတဲ့အချိန်မှာဗျာကျိုးသွားနိုင်မလားဆိုတဲ့ခံစားချက်မျိုးကိုရမနေဘူးဒါကတော့ဒီဖုန်းမှာက cut screen ဖြစ်နေတာကြောင့်ရဲ့ဒီအတွင်းဘက်မှာက metal structure ကိုသုံးပေးထားတာရဲ့ကျောဘက်မှာကဒီ fiber glass reinforcement တွေကြောင့်ဖြစ်နိုင်ပါတယ်မယုံလို့ရှိရင်ကျွန်တော်အခုချိုးပြတာကိုပဲကြည့်လိုက်ဒီဘလောက်အားထည့်တဲ့ဖုန်းကဒီ flash ဖြစ်သွားတယ်ဆိုတာမျိုးကိုတိတ်မတွေ့ရဘူးပေါ့နော်feature ပိုင်းကိုဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ကျောဘက်မှာက mood light ဆိုတာကိုထည့်ပေးထားတယ်ဘာလဲဆိုလို့ရှိရင်တော့ဗျာသူကဒီကင်မရာနှစ်ခုကိုဆက်ထားသလိုပုံစံဖြစ်နေတဲ့မီးတန်းကိုပြောတာပါဒီ mood light ကိုတွန်းနေတဲ့နေရာတွေကတော့ပြတာသလိုမျိုးအစုံပဲအားသွင်းရင်ပဲသုံးမလားဒါမှမဟုတ်ဖုန်းဝင်လာတဲ့အချိန်မှာပဲ indicator အနေနဲ့သုံးမလားပေါ့ဒီ feature ကလိုလားဆိုရင်တော့မလိုဘူးဒါပေမဲ့ဖုန်းရဲ့ appearance ကိုဒီ mood light ကပို့ပြီးတော့ကြွတက်နေအောင် spot လုပ်ပေးထားလို့ပြောရင်တော့မမှားဘူးဗျနောက်ပြီးတော့ဗျာသူကဒီ Baymax မျက်လုံးနဲ့တူတဲ့ဒီ design ကဖုန်းကို cute ဖြစ်တယ်ဆိုတဲ့ personality တစ်ခုကိုရသွားစေတယ်လို့မြင်မိတယ်အခြား feature တွေဆိုလို့ရှိရင်တော့ဒီ aircon တို့ TV တို့ကို remote လို့လှမ်းပြီးတော့ထိချုံနိုင်ဖို့အတွက် IR sensor ကိုထည့်ပေးထားမယ်ဒီစနစ်ကလည်းပါတယ်ဆိုလို့ရှိရင်ဗျာသုံးပြတာဆိုတော့အသုံးဝင်နေပြောရမှာပေါ့ spec တွေရဆိုလို့ရှိရင်တော့ display ကို 144Hz ထိထည့်ပေးထားတယ်ဖုန်းကိုသုံးတဲ့အချိန်မှာဗျာဒီ refresh rate မြင့်တဲ့ 144Hz တို့ 120Hz တို့ကိုရနေဖို့ကဒီ custom တစ်ခုစီမှာလိုက်ပြီးချိန်မှရတာကိုတော့သတိထားသင့်ပါတယ်မဟုတ်ဘူးဆိုလို့ရှိရင်သူက default ကို 90Hz ပဲထားပေးထားတာပါပြီးပိုင်းတဲ့ဘိုင်းမှာဆိုလို့ရှိရင်ကတော့ outdoor mode မှာ4500နင်းဆိုတော့တော်လေးကိုလေးနဲ့ထဲမှာပါဝင်တယ် speaker ဘိုင်းမှာကတော့အောက်ဘက်မှာက downfire အနေနဲ့ mono speaker ပါဝင်မယ် AM ဘိုင်းမှာဆိုလို့ရှိရင်တော့ Tecno AM ကိုသုံးပေးထားမယ်တိကျတဲ့အတိုင်းပဲဘာသာပြန်ပေးနိုင်တာ writing tools တွေသုံးတာပုံတွေကိုပြင်ပြနေတဲ့စနစ်တွေအပြင်ကိုမှ core assistant တွေကအစား Tecno AM မှာပါဝင်တယ်Google ရဲ့ Gemini အပြင် Circuit to Search တွေကိုလည်းသုံးလို့ရပါဦးမယ်ကျောဘက်က50 megapixel ကင်မရာကတော့ဗျာ point view ဘိုင်းမှာအဆင်ပြေအောင်လုပ်ပေးထားတယ် selfie ဘိုင်းကလည်း13 megapixel ပါဝင်ပါတယ်ဖိုင်တစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် Tecno ကဒီဖုန်းကိုပါပြီးတော့ကိုကိုမနက်နေကိုအကုန်လုံးထည့်နိုင်အောင်လို့ space efficiency 12% ပိုကောင်းတဲ့နည်းပညာကိုသုံးပြီးတော့တိစောက်ထားတယ်ဒါကြောင့်ပါတဲ့ဖုန်းဖြစ်ပြီးတော့ feature လေးတွေကတော်တော်စုံလင်လင်ပါဝင်နေတာပါမြန်မာကို official ဝင်တဲ့ဖုန်းဆိုတော့ဒီ running ဘိုင်းမှာဆိုလို့ရှိရင်ဒီဖုန်းက2နှစ်ရမှာဖြစ်တယ်ဒါအပြင်ကမှဗျာဖုန်းမှန်ခွဲတာတွေကို6လအတွင်းလဲပေးနိုင်တဲ့ဒီ screen protection plan ဆိုပြီးတော့ထပ်ပြီးတော့ရအောင်မှဖြစ်တယ်ကဲပါပြောရည်လဲစုံပြီဆိုတော့ Power Slim ကဒီ10သိန်းဈေးတန်းမှာဆိုလို့ရှိရင်တော်တော်လေးကို fan ဖြစ်တဲ့ဖုန်းပဲဘယ်သူတွေနဲ့တက်တော်လဲဆိုလို့ရှိရင်တော့ပြင်းဖို့မကောင်းတဲ့ heavy နဲ့ experience အသစ်ပါတဲ့ဖုန်းကိုရှာနေတဲ့သူတွေနောက်ပြီးတော့ဒီဖုန်းကိုပပလေးနဲ့ fashion ရကင်တဲ့သူတွေဆိုလို့ရှိရင်တော့ Power Slim ကရွေးလို့အဆင်ပြေလို့ပြောရပါလိမ့်မယ်